ဖိုင်တူလေးတွေမင်္ဂလာပါရှင်ဖိုင်တူလေးတွေအတွက်2026ဇွန်လထဲမှာအသင်အခြေအနေနဲ့ပတ်သက်ပြီးတော့ Angel လေးရဲ့ message ပေါ့နော် Angel လေးရဲ့သတင်းစကားကိုကြည့်ပြီးတော့မှဖြစ်ပါတယ်ရှင် Okay အရင်ဆုံးsingle လေးတွေအတွက်အရင်ပြောပြမယ်နော် Okay single လေးရဲ့2026ဇွန်လမှာအခြေကြီးပေါ့နော်သင်တို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ Angel လေးတွေကဘယ်လိုသတင်းစကားပေးနေလဲဆိုတော့သင်တို့ဒီ6လပိုင်းထဲမှာသင်တို့စမ်းအရင်ပွင့်ပါလိမ့်မယ်သင်တို့ကိုသဘောကျတဲ့သူတွေအရင်များပြပါလိမ့်မယ်သဘောကျတဲ့သူတွေဆိုတာဒီနေရာမှာ928လည်းပါတယ်1500လည်းပါတယ်ပေါ့နော်အဲ့လိုမျိုးသဘောကျတဲ့သူတွေများနေပါလိမ့်မယ်နောက် social ဘိုင်းလူမှုဆက်ဆံရေးဘိုင်းမှာအဆင်ပြေပါလိမ့်မယ်လူမှုဆက်ဆံရေးဘိုင်းမှာအဆင်ပြေမဲ့လားတလားဖြစ်ပါလိမ့်မယ် Okay နောက်တစ်ခုကဒီလတွေမှာပေါ့နော်သင်တို့ single လေးကဒီလတွေမှာသင်တို့relationship နဲ့ပတ်သက်ချက်ဖို့ကြုံတွေ့ရနိုင်ပါတယ်သင်တို့ဒီလထဲမှာတစုံတစ်ယောက်ကိုအများကြီးတဲ့နည်းနည်းများစားရတဲ့တစုံတစ်ယောက်ကိုရွေးချယ်ရတာမျိုးအဲ့လိုမျိုး moment လေးတွေအဲ့လိုအခြေအနေမျိုးလေးတွေကြုံတွေ့ရနိုင်ပါတယ်နောက်သင်တို့ဒီလထဲမှာပေါ့နော်သင်တို့ရဲ့life ကိုယ့်ရဲ့ဘဝပေါ့လောက်ကိုင်းနေစီးပွားရေးတွေကိုယ့်ရဲ့ပညာရေးတွေကိုယ့်ရဲ့ဘဝပေါ့နော်ကိုယ့်ဘဝကိုဂရုစိုက်နေရင်းနဲ့ကိုပဲသင်တို့အခြေအနေကိုကြုံတွေ့ရတတ်ပါတယ်နောက်တချို့ single လေးတွေကဒီဖိုင်းရောက်လာရွေးမိရဲ့တချို့ single လေးတွေကအခြေကိုတိတ်ပြီးတော့မစင်စားချင်သေးဘူးပေါ့နော်ကိုကနဲ့ကိုရောစီးပွားရေးလုပ်မယ်ကိုကနဲ့ကိုပညာရေးကိုဘဝတိုးတက်ရေးအတွက်ကိုပဲကိုကနဲ့ကိုလုပ်မယ်ဆိုပြီးကိုကနဲ့ကို boundary ထားတတ်တဲ့ single လေးတချို့တွေ့ရပါတယ်အဲ့ဒီ single လေးတွေဒီမကြခင်မှာသင်တို့ဘဝတွေကိုသင်တို့ရဲ့နှလုံးသားကိုလှုပ်ခတ်သွားစီမယ်သင်တို့ရဲ့ boundary ထားတတ်တဲ့အဲ့ဒီအကျင့်ကိုဖျောက်ပြတ်ပြီးမယ်သင်တို့ရဲ့ boundary တွေကနေသင်တို့ဆွဲခေါ်သွားပြီးမယ်တစုံတစ်ယောက်သင်တို့စီကိုရောက်လာဖို့ရှိပါတယ်အဲ့တစုံတစ်ယောက်နဲ့တွေ့ရင်တော့သင်တို့ဒီဆိုအမြင်ရ relationship ဖြစ်သွားနိုင်ကြရှိပါတယ် Okay နောက်တချို့ပေါ့နော်တချို့ single လေးတွေကဒီ6လပိုင်းထဲမှာသင်တို့အပေါ်မှာအရန်ကိုသက်သာရှိပြီးမယ်သင်တို့နဲ့ကွာတကယ်ချင်းလို့လည်းဟုတ်တယ်partner တယောက်အနေနဲ့လည်းဟုတ်တယ်အဲ့လိုမျိုးသင်တို့ view site ပြီးမယ်သူမျိုးနောက်သက်သာအရန်ရှိပြီးမယ်သူမျိုးနဲ့လည်းတွေ့ရဖို့ရှိပါတယ်တခုAngel လေးတွေတခုအကြံပေးတာဒီသင်တို့ဒီ6လပိုင်းထဲမှာသင်တို့ကိုဖြူဖြူဆက်ဆက်နေပါကလေးတယောက်လိုနေပါအရန်ကြီးစိတ်ကအရန်ကြီးမကောင်းတဲ့အတွေ့အကြုံအရင်မတွေးပါနဲ့မကောင်းတဲ့အရာတွေမလုပ်ပါနဲ့ဖြူဖြူဆက်ဆက်နဲ့ကလေးတယောက်လိုပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါနေပါတဲ့အဲ့လိုမျိုး Angel လေးရ message ပေးရပါတယ်နောက်တစ်ခုကဒီလမှာဆိုအစားပြောလိုက်တာသင်တို့စမ်းပွင့်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့စမ်းပွင့်တဲ့အချိန်မျိုးမှာသင်တို့ဒီတခြားသူရဲ့ပေါ့နော်တခြားသူရဲ့အချက်ကိုကစားတာမျိုးတော့မဟုတ်ပြင်မဲ့လို့ပေါ့နော်အဲ့လိုမျိုးတတိချာလေးပြက်ပြက်တသားမငင်းဘူးသင်တို့ကနည်းနည်းလေးတခြားသူရဲ့စိတ်ခံစားချက်ကိုတခြားသူမျှော်လင့်ချက်ပေးမိတာမျိုးပေါ့နော်အဲ့လိုမျိုးမဖြစ်စေပါနဲ့တခြားသူကိုအဲ့လိုမျိုးပေါ့နော်မျှော်လင့်ချက်ပေးမိတယ်ဆိုလို့ရှိရင်အဲ့တခြားသူကသင်တို့မေတ္တာရှိနေတဲ့အတွက်ကြောင့်မလို့ तू ကနာကျင်သွားနိုင်တယ်ကွာအဲ့တော့သူတို့ရဲ့ Angel လေးတွေရဲ့ message ကသူတို့ပြောချင်တာကသင်တို့ကိုတခြားသူတွေကိုပေါ့နော်သင်တို့ကနာကျင်အောင်တခြားသူတွေခံစားချက်နာကျင်အောင်ခံစားချက်ထိခိုက်သွားအောင်လို့ထိသူတို့မလုပ်မိပါစေနဲ့တဲ့ Angel လေးတွေကသတိပေးပါတယ်နောက်တစ်ခုက Angel လေးတွေကလေသူတို့ဒီလထဲမှာပေါ့နော်အခြေအနေနဲ့ပတ်သက်လို့ရှိရင်ပြက်ပြက်သားဆုံးဖြတ်ပါအဲ့လိုမျိုးကြီးမပြတ်မသားကြီးတိတ်ပြီးတော့မလုပ်ပါနဲ့ဒီလထဲမှာတင်ပြက်ပြက်သားဆုံးဖြတ်ပြီးတော့နေထိုင်တဲ့နယ်ပေါ့နော် Angel လေးတွေကအဲ့လို message ပေးပါတယ် Okay နောက်တစ်ခုကဒီလထဲမှာသူတို့ပေါ့နော်relationship လိုချင်တယ်ဆိုတော့တချို့ကဒီနေ့တနေ့စလာပြီဆိုလို့ရှိရင်နည်းနည်းလေးစကားပေါ့အတန်ဆွမ်းအားကိုအသုံးပြုခိုင်းပါတယ် Angel ကအတန်ဆွမ်းအားနဲ့ manifest ခိုင်းပါတယ်အတန်နဲ့ပေါ့အဲ့လိုမျိုးmanifest တဲ့အရာတွေရှိရပေါ့နော်တို့ရှာဖွေကြည့်ရင်တော့တွေ့ပါလိမ့်မယ်အဲ့လိုအတန်နဲ့ပေါ့နော်ငါကအချစ်နဲ့ထိုက်တယ်နဲ့ငါကအချစ်ခံဖို့အတွက်ထိုက်တယ်နဲ့ငါကဘယ်လိုလိုမျိုးနဲ့ဆုံးတွေ့ရဖို့ထိုက်တယ်နဲ့ပေါ့နော်ငါက relation ရဖို့အတွက်ထိုက်တယ်နဲ့ဒီလိုမျိုးပေါ့နော်အတန်နဲ့ကို manifest လုပ်တင်တယ်လို့လည်း Angel လေးတွေကကြံပေးထားပါတယ် Okay နောက်တစ်ခုကကြတော့သင်တို့ပေါ့နော်အခြေအနေနဲ့ပတ်သက်လာလို့ရှိရင်တဲ့ပြက်ပြက်သားသားလုပ်ပါလို့ထပ်ပြီးတော့ message ပေးပါတယ်မပြတ်မသားရရင်မလုပ်ပါနဲ့သင်စိတ်ကိုသင်သိချပြန်စဉ်းစားပါပြန်တွေးပါတကယ်သိချပြီဆိုရင်ပြက်ပြက်သားသားဆုံးဖြတ်ပါတဲ့အဲ့လိုမျိုးပြောပါတယ်နောက်တစ်ခုကကျတော့သင်တို့ပေါ့နော် single လေးတွေကအကျဉ်းတည်းရဲ့ဒီလထဲမှာrelationship ရရင်ရဒါမှမဟုတ်လို့ရှိရင်တယောက်ယောက်နဲ့တင်လဲချစ်ရမယ်တင်ကိုလည်းချစ်မဲ့သူတယောက်ယောက်နဲ့တော့ဆုံးဖို့ရှိတယ်relationship ကတော့ဒီလထဲမှာရရင်ရမရလို့ရှိရင်တော့နည်းနည်းဒီလကိုကြော်သွားပြီးတော့ရလိမ့်မယ်ဒါပေမဲ့တေချာတစ်ခုကတော့ဒီလထဲမှာတင်တို့ကိုချစ်မဲ့သူမျိုးတင်တို့ကလည်းပြန်ချစ်နိုင်မဲ့သူမျိုးနဲ့ဆုံးဖို့ရှိပါလိမ့်မယ် Okay ထိကျန်နေတယ်လို့ခံစားရတယ်ပေါ့နော်single လေးတွေရှိမယ်ဆိုလို့ရှိရင်လည်းသင်တို့နဲ့အတူတူ
အထီးမကြံရအောင်တင်းတို့ကိုအဖော်ပြုပေးမယ်တင်းတို့လှုပ်ချင်တာကိုတူတူလှုပ်ဖို့တင်းတို့ရဲ့မှုအတိုင်းကိုလိုက်ပြီးတော့နေပေးဖို့ပေါ့နော် chemistry မိမိ harmony မိမိနဲ့နေပေးမဲ့သူမျိုးတစ်ယောက်နဲ့ဆုံတွေ့ရပါလိမ့်မယ်တဲ့နောက်ပေါ့နော်โอเคနောက်ပေါ့နော်တင်းတို့ဘဝတွေကိုတင်းတို့စီကိုအလင်းပေးနိုင်မဲ့တင်းတို့ရဲ့ဘဝတွေကိုအလင်းရောင်ပေးနိုင်မဲ့တင်းတို့လမ်းပြပေးနိုင်မဲ့ကုညီပေးနိုင်မဲ့ partner ကောင်းမျိုးအဲ့လိုတယောက်နဲ့တင်းတို့ဒီလာထဲမှာဆုံတွေ့နိုင်ပါလိမ့်မယ်လို့ angel လေးတွေကသတင်းစကားပေးတာပါရှင် okay နောက် relationship ရှိပြီးသားသူတွေပေါ့နော် saturation ဖြစ်ပါစေနောက်အိမ်အောင်ကြပြီးသားသူတွေဖြစ်ပါစေပေါ့နော်ကိုဘွားတွေမှာတစုံတစ်ယောက် partner တစ်ယောက်ရောက်ရှိပြီးသားသူတွေအတွက်ဆိုကြည့်ပြီးတော့ပါဖြစ်ပါတယ်ရှင် okay အခုအဲ့လူတွေအတွက်ဆိုအမြင်ကတော့တင်းတို့ပေါ့နော်ဒီလထဲမှာတင်းတို့ရဲ့အခြေရေးကတင်းတို့ရဲ့ partner နဲ့ဆက်ဆံရေးကပေါ့နော်နည်းနည်းလေးတော့စကားများစီရအခြေအနေမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့ဒါဒီဘာကြောင့်လဲဆိုတော့တင်းတို့နှစ်ယောက်ထဲမှာတယောက်ကစမ်းပွင့်နေလို့ပါပဲစမ်းပွင့်နေတယ်နောက်တစ်ယောက်ကကြတော့အရင်နည်းနည်းလေးအထီးကျန်ဆန်နေရပေါ့နော်အဲ့လိုနှစ်ယောက်ကအဲ့လိုမျိုးကြုံတွေ့ရနိုင်ပါတယ်တယောက်ဒီအရင်စမ်းပွင့်ပြီးတော့တယောက်ဒီအထီးကျန်ဆန်တက်တာမျိုးပေါ့နော်ဒါကြောင့်မလို့နှစ်ယောက်ကနည်းနည်းလေးပေါ့နော်ဒီပုံမှာလိုမျိုးနည်းနည်းလေးဟိုအငင်းပွားစီရနည်းနည်းလေးပေါ့နော်ကြောက်ကစားဖြစ်စီရမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့လေဒီဟာဒီခက်တဲ့အခိုက်အတန့်ပါပဲဘာဖြစ်လဲဆိုတော့စုဒီမှာမြင်ရတဲ့လောက်ကတော့အဲ့လိုစမ်းပွင့်တဲ့သူတယောက်ကတော့စမ်းပွင့်မဲ့သူတယောက်ပေါ့နော်နှစ်ယောက် partner တင်းနဲ့တင်း partner မှာတယောက်ကစမ်းပွင့်မဲ့အဲ့တယောက်ကတော့အရန်သက်စာရှိရပေါ့နော်ဒီ relationship ပေါ်မှာဒီ partner နဲ့ဆက်ဆံရေးအပေါ်မှာအရန်သူသက်စာရှိတယ်သူစမ်းပွင့်နေရင်တောင်မှပဲဒီဆက်ဆံရေးကိုတင်းနဲ့ဆက်ဆံရေးကိုပေါ့နော်မပျက်စီးသွားအောင်သူအရန်ဂရုစိုက်တယ်ထိမ့်သိမ့်နေပေါ့နော်ဒါမျိုးရှိပါတယ်ဒါကြောင့်မလို့အရန်ကြီးစိတ်ပူစရာမလိုပါဘူးတင်းရဲ့အခြေက safe ဖြစ်ပါတယ်လုံခြုံပါတယ်လို့ angel တွေကသတင်းစကားပေးပါတယ် message ပေးပါတယ်နောက်တစ်ခုကပေါ့နော်တချို့ပေါ့နော်တချို့စုံတွဲတွေကတယောက်က partner တယောက်ကပေါ့နော်တင်းနဲ့တင်း partner နဲ့နှစ်ယောက်ထဲကတယောက်ကအရန်ကိုကာကွယ်ပေးတတ်တယ် protect လုပ်ပေးတတ်တယ်နောက်တစ်ခုကကျတော့အရန် jealousy ဖြစ်တတ်တယ်ပေါ့နော်ဒီအရာမျိုးရှိတယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ဖြေလျှော့ပါလို့angel လေးတွေကသတင်းစကားပါထားပါတယ်ဘာဖြစ်လဲဆိုတော့ဒီအရာကြီးကအရန်ကြီးခဏအမြဲတမ်းကြီးလို့ဖြစ်နေမယ်ဆိုရင်တစ်ဖက်သူချုပ်ချယ်တယ်လို့ဖြစ်သွားနိုင်ပြီးတော့ပေါ့နော်တစ်ဖက်သူအတွက်စိတ်အနှောက်အယှက်ဖြစ်စရာစိတ်ခံစားချက်နာကျင်သွားစီနဲ့အကြောင်းအရာမျိုးတွေပေါ့နော်ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ angel လေးတွေကဒီအရာကိုနည်းနည်းလေးသူတို့ short ပြီးသူတို့ရဲ့အခြေဆက်ဆံရေးကပို့ပြီးတော့အဆင်ပြေချုံးမွေးလာပါလိမ့်မယ်လို့ message ပေးထားပါတယ်ရှင်Okay နောက်စုံတွဲတွေပေါ့နော်စုံတွဲတွေကဒီ file လေးကိုလာယူထားတဲ့စုံတွဲတွေကတင်တို့ရဲ့ partner ကပဲဖြစ်စေတင်တို့ကပဲဖြစ်စေပေါ့နော်ဒီတယောက်နဲ့တယောက်ကဘယ်လိုပေါ့စိတ်ချမ်းသာအောင်ပျော်ရွှင်အောင်ထားတတ်တယ်အဓိကတော့အဲ့လိုမျိုးဒီလထဲမှာပေါ့နော်တင်တို့အပြည့်နေထွက်ဖြစ်လိမ့်မယ်ဆိုတာကအဲ့လိုတူမုတ်သွားစားတာတို့အဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်မိသားစုရှိရသူဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဒီပုံမှာလိုမျိုး picnic ထွက်တာဘာညာတကာမိသားစုအတွက်ချိန်ပေးတာမျိုးဒါမျိုးတွေရှိတတ်ပါတယ်နောက်တစ်ခုကစုဒီမှာမြင်တာဒီအခြေအနေတွေမဟုတ်ဘဲနဲ့ပေါ့နော်အလောက်ကင်ပိုင်းမှာဆိုလို့ရှိရင်လည်းအောင်မြင်နေပါလိမ့်မယ်ဒီလကအလောက်ကင်နဲ့အလောက်ကင်ပိုင်းဒီပညာရေးပိုင်းနေဆိုလို့ရှိရင်တို့အဆင်ပြေမဲ့လားတလားဖြစ်ပါတယ်နောက်တစ်ခုကပေါ့နော်တင်တို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တင်တို့ဒီဆုံးဖြတ်ချက်ချတဲ့နေရာမျိုးတွေနောက်တယောက်နဲ့တယောက်ပေါ့နော်အပြန်အလှန်စကားပြောတဲ့အခါမျိုးတွေကြာလို့ရှိရင်တဲ့ပြက်တာနဲ့လောက်ပါကောက်ရိုးမီလို့မလုပ်ပါနဲ့တဲ့ဒီလားကောက်ရိုးမီလို့ဆိုတာကလို့လေခဏကြာအရင်ကြီးစိတ်လောနဲ့စိတ်မြန်ဆန်နဲ့လှုပ်လိုက်တယ်အရင်အင်တိုင်းအားတိုင်းနဲ့လှုပ်လိုက်တယ်ပြီးကြလို့ရှိရင်ပြန်ငြိမ်သွားတယ်အဲ့လိုမျိုးမလုပ်ပါနဲ့အကယ်၍ဒီအလုပ်ကိုလုပ်မယ်ဆိုရင်တောက်လျှောက်လုပ်သွားပါအဲ့လိုမျိုးကောက်ရုံးမိလို့မလုပ်ပါနဲ့အဲ့လိုမျိုးပဲဒီကို partner နဲ့အဲ့လိုမျိုးတစ်ခုကိုလုပ်ငန်းလုပ်ကိုင်မယ်ဘာညာစီစဉ်ထားရဆိုလို့ရှိရင်လည်းအဲ့ဒီအလုပ်ကိုရေရှည်လုပ်ပါကောက်ရုံးမိလို့မလုပ်ပါနဲ့ဆိုရင်ရှိလုပ်ပါလို့ angel လေးတွေကသတင်းစကားပါထားပါတယ်နောက်တစ်ခုကကိုယ့်ရဲ့တင်တို့ရဲ့ partner နဲ့တင်တို့ communication ပေါ့နော်အဲ့ဒါကိုလည်းပြက်ပြောဆိုပါဆိုတာပုံပွင့်လင်းကိုယ့်ရဲ့ခံစားချက်တွေအဲ့လိုမျိုးတယောက်နဲ့တယောက်ဆွေးနွေးပါတယောက်နဲ့တယောက်ပုံပွင့်လင်းပြောဆိုဆက်ဆံပြီးတော့ဒီတဲ့ပုံဝင်ချက်မှာဖြစ်လာတဲ့ပြဿနာတွေကိုဆုံးဖြတ်တဲ့ခါမှာလည်းနှစ်ယောက်သားတိုင်ပင်ညှိနှိုင်းပြီးတော့ပုံပွင့်လင်းဆုံးဖြတ်တာကပုံပွင့်လင်းနဲ့ပြက်ဆုံးဖြတ်တာကတဲ့အတွက်ပို့ပြီးတော့ကောင်းပါတယ်အဆင်ပြေပါလိမ့်မယ်လို့ angel လေးတွေက message ပေးထားပါတယ်ရှင်တချို့ဆုံးတွဲတွေလေဒီလထဲမှာluxury ဆန်တဲ့ပစ္စည်းတွေပေါ့နော်တင်ရဲ့ partner ဝယ်ပေးတာပဲဖြစ်စေတင်ရဲ့ partner တင်ဝယ်ပေးတာပဲဖြစ်စေပေါ့နော်အဲ့လိုမျိုးကြုံတွေ့ရတတ်ပါတယ်